စပိန်နဲ့ပြင်သစ်တို့ရဲ့ World Class Semi Final ပွဲစဉ်အထူးတုံးတဲ့ချက် Okay ညီကိုတို့ကျွန်တော်ဒီအဆင့်ရောက်လာပြီဆိုတော့ကြီးတွေကိုမိထားလိုက်အောင်ခြေစွမ်းကိုပဲအဓိကထားပြီးတော့ကျွန်တော်ရွေးရမယ့်ပွဲတွေလို့ပြောရင်ညီကိုတွေလည်းလက်ခံမယ်လို့ထင်ပါတယ်အရင်ဆုံးကျွန်တော် Free Channel ဝင်ကြတဲ့ညီကိုတွေကျွန်တော်တို့တော့ bio လေးမှာကျွန်တော်စာရေးပေးထားတယ်ပေါ့နော်အဲ့ဒီမှာကြည့်ပြီးတော့ဝင်ခဲ့လို့ရပါတယ်လူပေါင်း9000ကျော်ရှိပါတယ်ညီကိုတို့မင်္ဂလာပါ Final Whistle ဖြစ်ပါတယ်ကျွန်တော်တို့စပိန်ကနေစပြီးတော့ပြောကြည့်အောင်စပိန်ကကွင်းလေကဒါလက်ရှိမှာအကောင်းဆုံးလို့ကျွန်တော်ကမြင်တယ်ပေါ့နော်သူရဲ့အသက်သွေးချိုးရတယ်အဓိကကွင်းလေပဲဘလုံးကင်ပြီးတော့ထိချုပ်ကစားရလေတော်တော်လေးကောင်းတယ်လက်ရှိ Semi Final တက်လာတဲ့၄တင်းထဲမှာလည်းအကောင်းဆုံးလို့တော့မှပြောလို့ရတယ်ဒီတိုက်စစ်ကတော့ကျွန်တော်တို့ဒီရမားရဲ့တောင်ပံကိုပဲအဓိကထိချုပ်ရမယ်လို့ထင်တယ်သူရဲ့အတိုးအလုပ်တွေအမွေနောက်ဇရာတွေကိုဒါထိချုပ်လိုက်ရင်စပိန်အနေနဲ့လဲလေးတိုင်ပတ်သွားမလားပေါ့နော်ကျွန်တော်အဲ့လိုတော့ထင်တယ်ဒီဘယ်နာဘက်အချမ်းအားနေတယ်ဗျ။ဦးရစပိန်ကတော့ကောင်းတယ်ဒါဂိုးတွင်းစိတ်ချရတယ်သူ့အတင်းမော်တွေဘယ်လောက်ထိပတ်မှုပေးနိုင်မလဲဆိုတာပဲဒါကြည့်ရမယ်ပေါ့နော်။ Okay ကျွန်တော်ပြင်သစ်ကြောင်းပြောရအောင်ပြင်သစ်ကွင်းလေကတော့စပိန်ကွင်းလေကိုရှင်နိုင်ဖို့ရလမ်းမမြင်ဘူး။ဒါကျွန်တော်မာကုံရှိတယ်ဖြတ်အားကောင်းတယ်ဒါပေမဲ့ဒီစပိန်ရဲ့ကွင်းလေနဲ့ရှင်ပြီးတော့ဘောလုံးကင်ကစားပြဖို့ဆိုတာတော့မဖြစ်နိုင်ဘူးဗျ။ကျွန်တော်ဒီခန်းစစ်ကိုပြောကြည့်အောင်ခန်းစစ်ကတော့ချန်ပီယံနေပြီပဲနော်တတိထားကြည့်ပြင်သစ်ခန်းစစ်ကတက်ဆိုင်ရာကလပ်တွေမှာချန်ပီယံဖြစ်ခဲ့တဲ့လူတွေပဲဂျွစ်ဂိုနေကျွန်တော်တို့ဘာစီနဲ့ချန်ပီယံဖြစ်တယ်ဥပမာခန်းတို့ဘိုင်ယန်နဲ့ချန်ပီယံဖြစ်တယ်ဝီလျံဆလီဘာအာဆင်နယ်နဲ့ချန်ပီယံဖြစ်တယ်ပြီးတော့လူကတ်ဒီဂနီကအက်စတိုဗီလာနဲ့ယူဘာလီချန်ပီယံဖြစ်တယ်လုံးဝချန်ပီယံတွေစုနေတဲ့ဒါခန်းစစ်ပေါ့နော်ဒါသူတို့မှာကမ္ဘာဖလားအတွေ့အကြုံနဲချင်နေလိမ့်မယ်ဒါပေမဲ့ဒီပြိုင်ပွဲအတွေ့အကြုံကောင်းကောင်းရှိရလုံလုံလောက်ရှိရလို့ကျွန်တော်ကတော့မြင်တယ်ဗျလူကတ်ဒီဂနီပဲအချမ်းကိုတော့ကျွန်တော်နည်းနည်းလေးစိတ်ပူတယ်အဲ့ဒါရမားကိုထိန်းရမယ်ပေါ့နော်လူကတ်ဒီဂနီကတိုက်စစ်လိုက်ပါတဲ့ဘိုင်းမှာအာတန်တယ်တိုက်စစ်ပတ်မိုးတဲ့ဘိုင်းမှာအာတန်တယ်ပြီးတော့ဖြတ်တင်ဘောတွေကောင်းတယ်ပေါ့နော်ဒါပေမဲ့ defending လုပ်တဲ့အပိုင်းမှာလူကတ်ဒီဂနီကအားနေတယ်ကိုတာမန်ပဲ defending မှာတော့လူကတ်ဒီဂနီကတာမန်ပဲအဲ့တော့ရမားကိုထိန်းနိုင်ပါမလားကျွန်တော်နည်းနည်းလေးစိတ်ပူတယ်သူ့ကိုကူပြီးတော့ထိန်းပေးမဲ့လူတွေလိုလိမ့်မယ်ဗျဒါရမားကို space တွေဒါအခွင့်အရေးတွေမပေးဖို့လိုတယ်ပေါ့နော်ကျွန်တော်တော့ဘာမှတိတ်ပြီးပြောစရာမရှိဘူးဒီပြင်တဲ့တိုက်စစ်ပိုင်းကလည်းလုံးဝ perfect ဖြစ်နေတဲ့အချိန်သူတို့ရဲ့ကစားသမားတွေလုံးဝ higher level မှာဒါ world class အဆင့်ထိပ်တန်းအဆင့်ဖြစ်နေတဲ့အချိန်ပေါ့နော်အခွင့်အရေးတေးလေးပေးလို့မရဘူး chess နည်းနည်းလေးတောင်မှပေးလို့မရဘူးရရင်ပေးသူတို့ဂိုးတွင်းမယ်ဒါဂိုးပေါက်ချိန်ချောက်မယ်ဆိုတဲ့ကစားသမားတွေပဲပြတဲ့အနေနဲ့ဒါဒီအပိုင်းကအားတာဆုံးအပိုင်းလို့ဒါကျွန်တော်မြင်တယ်ဗျဒီစပိန်ကဒီပြစ်ကိုပေါ့နော်မိနစ်60လုံးချစ်လစ်ကစားပြနိုင်မှာဖြစ်မှာ chance ပေးလို့မရဘူးပြီးတော့ဒါအခွင့်အရေးတေးလေးပေးလို့မရဘူးပေါ့နော်အမားတေးလေးလည်းလုံးလို့မရဘူးစပိန်နေနဲ့တော်တော်လေးချစ်လစ်နဲ့ဖြစ်မှာကိုရမယ်ပေါ့နော်โอเคကျွန်တော်တို့ဒါထိပ်တိုက်တွေ့ဆုံမှုကိုကြည့်အောင်ထိပ်တိုက်တွေ့ဆုံမှုမှာတော့စပိန်ကနောက်ဆုံး2ကြိမ်ဆက်ဒါ semi final အဆင့်မှာပြည်သစ်ကိုဖြုတ်ထားတယ်ပေါ့နော်ဒါ2024ယူရိုမှာစပိန်နိုင်တယ်2025 Nation League မှာလည်းစပိန်နိုင်တယ်ဒါ3ချိန်မြောက်ကမ္ဘာဖလားမှာ semi final အဆင့်တွေ့ကြပြီပေါ့နော်စပိန်နေနဲ့3ချိန်ဆက်ပြည်သစ်ကိုကြော်ဖြတ်နိုင်မလားပေါ့တေချာတာတော့ပြည်သစ်အနေနဲ့ချုံကျွေးဆက်ဖို့လိုနေပြီညီကိုတော့โอเคကျွန်တော်တို့ဒါရွေးကြည့်အောင်ပါဒီစပိန်ကတော့သူ့ပုံစံတိုင်းဘောလုံးကင်ပြီးတော့ထိန်းချုပ်ကစားမယ်ဒါအဖြေရှာမယ်ဒါသူတို့နေတဲ့စိတ်ရှည်တယ်ပေါ့နော်ဒါဘောလုံးကိုတောင်ပေးလိုက်မြောက်ပေးလိုက်နဲ့တေချာမှလုပ်တယ်မတေချာလို့ရှိရင်သူတို့အနေနဲ့ဒါဘောလုံးကိုကင်ပြီးတော့ပဲထိန်းပြီးကစားတာမျိုးပြည်သစ်ကတော့ဒီ quick transition နဲ့တော့တယ်ဘောလုံးရပြီဆိုတော့ねတိုက်စစ်လမ်းကြောင်းကိုအမြန်ဆတယ်ဒါလိုက်အထက်တွေနဲ့မြန်တိုက်စစ်လမ်းကြောင်းကိုပုံဖော်တယ်ပေါ့နော်โอเคဒီစပိန်ကတော့ဘောလုံးကင်ထားမှာပဲအဲ့ဒီအဆင်ပြေတယ်ဒါပေမဲ့ဘောလုံးပြက်ပြီဆိုတော့ねကျွန်တော်တို့ပြင်သစ်ရဲ့ကြောက်စရာကောင်းတဲ့အမြန်နှုံးတဲ့တိုက်စစ်တွေကိုကျွန်တော်တို့မြင်ရတော့မယ်ဗျဒီပြင်သစ်ရဲ့ကွင်းလေကလည်းဒီကျွန်တော်တို့ချော်မာနီနဲ့ရာဘီယော့ပဲကစားမာလိုကိုနီနဲ့ရာဘီယော့ပဲကစားအဆင်ပြေတယ်သူတို့အလုပ်ကအဓိကဒီ defense ကိုကာဗာပေးဖို့နဲ့ဒီပြိုင်ပွဲရဲ့တိုက်စစ်လမ်းကြောင်းတွေကိုဖျက်တောက်ပေးဖို့ပဲသူတို့ရဲ့အလုပ်ကအဓိကအဲ့ဒါပဲဒီတိုက်စစ်ကိုသူတို့ရဲ့တိုက်စစ်ကိုပတ်မိုးစရာမလိုဘူးဗျဟိုကောင်တွေသူတို့လှုပ်လိမ့်မယ်ဟိုကောင်တွေသူတို့လှုပ်ဆရာရှိတာသူတို့လှုပ်လိမ့်မယ်အကုန်လုံးကစိတ်ချရတဲ့ကောင်တွေဆိုတော့ဒီအဓိကသူတို့ရဲ့အလုပ်ကဒီခန်းစစ်ကိုကာဗာပေးဖို့ပဲအရန်ကြီးစိတ်ပူစရာမလိုဘူးလို့ဒါကျွန်တော်မြင်နေပေါ့နော်ဒီခန်းစစ်ပိုင်းမှာတစ်ဖက်နဲ့တစ်ဖက်ကတိတ်ပြီးတော့မကွာဘူးโอเคကျွန်တော်တို့ဒါရွေးကြည့်ရမယ်ပေါ့နော်ဒါဒီအနေထားမှာပေါ့နော်ကျွန်တော်ကတော့ဒီပြစ်တစ်ရဲ့ဒီဒါလိုက်ဆန်တဲ့အထက်ကကိုပို့ပြီးတော့စိတ်ဝင်စားတယ်ပို့ပြီးတော့ကြိုက်တယ်ပြီးတော့ပေါ့နော်ပြစ်တစ်အနေနဲ့ဒီ3ချိန်ဆက်စပိန်ကိုစီးဖိုင်တဲ့အဆင့်မှာမရှုံးနိုင်ဘူးလို့တွက်တယ်ပေါ့နော်ဒါကျွန်တော်တွက်တဲ့ပုံစံမှာတွက်တယ်ဒါကြောင့်မို့လို့ဒီနေ့ပွဲမှာပေါ့နော်စပိန်ဒီပြစ်တစ်အနေနဲ့ဒီနေ့ပွဲဟာစပိန်ကိုရှုံးကျွေးဆက်ရမယ်ပွဲလို့ဒါကျွန်တော်ယုံကြည်တယ်ဒါကြောင့်မို့လို့ဒီနေ့ပြစ်တစ်နဲ့စပိန်တို့ရဲ့ပွဲမှာဒီ attacking power ပိုကောင်းတဲ့ပြစ်တစ်ကိုပဲကျွန်တော်အနေနဲ့ခက်မှန်ရွေးချယ်ပေးပါလေညီကိုတွေအဆင်ပြေကြပါစေဗျ